လင်တန်ကြောင့်ဆင်းရဲသွားပေမဲ့လမ်းဘေးဈေးတဲ့ဘဝနဲ့ကြိုးစားလို့ကြေကျူးခံနေရတဲ့မိုးနှင်းဝေတထေငလင်တန်ကြောင့်ဘဝပြတ်ခဲ့ရပေမဲ့တတ်မရှိရင်လက်နဲ့လှော်မယ်ဆိုတဲ့အတိုင်းဘဝကိုအရှုံးမပေးဘဲတစ်ကပြန်စနေရကတော့မန္တလေးမြို့ကမိုးနှင်းဝေဖနက်ပိုင်ရှင်တထေးဖြစ်ပါတယ်။မန္တလေးမြို့မှာမြင်းကလင်ကြီးလှုပ်တော့မိုးနှင်းဝေဖနက်ဆိုင်တီးထားတဲ့တိုက်ကလည်းအထဲကိုကျွံဝင်ပြီးတော့ပြိုကျလူနီနီဖြစ်သွားခဲ့ရပါ။အခုဆိုရင်တော့မိုးနှင်းဝေတထေးကချမ်းသာကြွယ်ဝတဲ့ဖနက်ဆိုင်တထေးဘဝကနေလမ်းမေးစေးတဲ့အဖြစ်ဘဝကိုရုန်းကန်နေပါတယ်။ဒီလိုမျိုးငလင်တန်ကြီးအပြေးမှာမိုးနှင်းဝေဖိုင်ရှင်တထေးကြီးနဲ့မောင်နှမတစုရဲ့ဘဝကနေချင်းညာချင်းပြောင်းလဲသွားခဲ့ပါတယ်။ငလင်လှုပ်ပြီးရဲ့နောက်မှာမိုးနှင်းဝေဖနက်ဆိုင်မိသားစုဟာသူများရဲ့အိမ်မှာကတ်နေရတဲ့ဘဝအခြေအနေကိုရောက်ရှိသွားပါတယ်။မိုးနှင်းဝေဖနက်မိသားစုကငလင်လောက်ခတ်စင်မှာအတွင်းပစ္စည်းတွေတခုမှပြန်မရတယ်လို့အထူးသဖြင့်တကြံတွင်းမှာဖနက်သိန်းတောင်းချီရင်းနှီးထားပြီးမှငလင်လောက်ခတ်ခဲ့ရကြောင်းပစ္စည်းတွေငွေတွေပါမြေကြီးအောက်ကိုရောက်ရှိသွားပါတယ်။ဘဝကိုတတ်မရှိရင်လက်နဲ့လော်မယ်ဆိုတဲ့အတိုင်းမိုးနှင်းဝေတထေးကြီးဟာငွေကို15ကျပ်တိုးနဲ့ချေးပြီးတော့လမ်းဘေးမှာဖနက်ရောင်းရင်းနဲ့ဘဝကိုတစ်ကပြန်စနေပါတယ်။ဒီလိုမျိုးမန္တလေးမြို့ကမိုးနှင်းဝေဖနက်ပိုင်ရှင်တထေးကြီးရဲ့စိတ်ဓာတ်ခွန်အားကိုလည်းအလုံးကချီးကျူးနေကြပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။